大家好 Easy Medical Chinese for မြန်မာမှာကြိုဆိုပါရစေ။老师ကတော့王西西ပါ။ဒီနေ့老师တို့医学汉语နဲ့ပတ်သက်တဲ့စလုံးအသစ်ကလေးဆက်ပြီးတော့လေ့လာကြမယ်။好的，我们开始吧。အဲ့တော့老师ဒီနေ့ကတော့第6個ကနေစပြန်ပြောရမှာပေါ့နော်။အဲ့တော့第6個ကဘာလဲဆိုရင်နော်指ဆိုတာက老师တို့ထင်နဲ့တူတူပါပဲရက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။အဲ့တော့ဒီမှာတော့老师တို့ဘယ်လိုသုံးမလဲဆိုလို့ရှိရင်吐血不止လို့သုံးတာပါ။吐血不止ဆိုတာကသွေးအန်တာမရက်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။好，နောက်တစ်ခါကျတော့门诊ဆိုတာက门က部门的门เนาะအဲ့တော့ဌာနဆိုရဲ门诊ဆိုတာ诊断เนาะယောဂတစ်ခုခု老师တို့အဖြေရှာတယ်အဖြေထုတ်တယ်ဆိုရင်သုံးတဲ့诊断အဲ့တော့老师တို့门诊ဆိုလို့ရှိရင်ဒါကယောဂအဖြေရှာတဲ့နေရာဌာနဆိုတော့ clinic เนาะအဲ့တော့ဆေးခန်းကိုပြောတာပါ好的နောက်တစ်ခါကျတော့老师တို့胃穿口ဆိုတာပါလေ胃ကအစာအိမ်ချွမ်းဆိုတာကထိုးဖောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ခုံဆိုတာကအပေါက်အဲ့တော့ဝိချွမ်းခုံဆိုတာကအစာအိမ်ကိုထိုးဖောက်သွားတဲ့အပေါက်ဆိုတော့အစာအိမ်ပေါက်တာကိုပြောတာဟုတ်တယ်နောက်တစ်ခါကျတော့ဗာလဲဆိုတော့手术ဆိုတာကတော့ surgery ဆိုတာကခွဲစိတ်တာပေါ့နော်ခွဲစိတ်တဲ့ operation လုပ်တာကိုပြောတာပါဟုတ်ပြီနောက်တစ်ခါကျတော့ဗာလဲဆိုတော့失去ကတော့ဒါကြီးရွှေဟန်ယူမှာသုံးတာမှမဟုတ်ဘူးပြင်မှာလည်းသုံးပါတယ်ပျောက်ဆုံးသွားတယ်ပေါ့နော်ဆိုတော့တစ်ခုခုပျောက်ဆုံးသွားတယ်ဆုံးရှုံးသွားတယ်ဆိုတဲ့အချိန်မှာ失去လို့သုံးတယ်ဟုတ်တယ်နောက်တစ်ခါကျတော့ဗာလဲ危险ဆိုတာကအန္တရာယ်ရှိတယ်အန္တရာယ်ကြီးမားတယ်အဲ့ဒါပြောတာဟုတ်တယ်နောက်တစ်ခါကျတော့ဗာလဲကြည်ရန်ဆိုတာကျတော့အဲ့လိုဆိုမှတော့ဆိုတဲ့အဓိပ္ပာယ်ကြည်ရန် rules အဲ့လိုဆိုမှတော့နော်ကြည်ရန်ဟုတ်ပြီနောက်ခါကျတော့ပန့်ကကြတော့怎么办ဘယ်လိုလုပ်မလဲပန့်法နီလန်ဆိုတော့ပန့်ဒီဘယ်လိုလုပ်မလဲလောက်ကင်တဲ့နီလန်ပေါ့နော်အဲ့ဒါကို老师တို့ကပန့်လောက်ကင်ဒီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟုတ်တယ်နောက်တစ်ခါကျတော့ဗာလဲဆိုတော့转科ဆိုတာကကြတော့转道ဆိုတာကဗာလဲတနေရာကိုပို့ဆောင်ပေးတာပေါ့နော်လွှဲပြောင်းပေးတာပေါ့နော်ဆိုတော့ဒီဘက်ကနေဟိုဘက်ကိုဒီလိုလွှဲလိုက်တာအဲ့မျိုးဆိုရင်老师တို့က转လို့သုံးတယ်科ဆိုတာကဌာနဒီ老师တို့ဌာနတွေရှိတယ်ပေါ့နော်နှိမ်ခဆိုလို့ရှိရင်ဒါကခွဲစိတ်တာမဟုတ်ဘဲနဲ့ရိုးဆေးပေးပြီးကုသတဲ့ဌာနဆိုရင်နောက်ဆိုတော့နှိမ်ခလို့ခေါ်တယ်။ဟောတဲ့နောက်က white cur ဆိုလို့ရှိရင်ဒါခွဲစိတ်ဌာနအဲ့တော့အဲ့လိုမျိုးပေါ့နော်ဒီဆေးကုသဆောင်တစ်ခုကနေပြီးနောက်ထပ်ဆေးကုသဆောင်တစ်ခုဆိုလွှဲပြောင်းတဲ့ဟာကို老师တို့က转科လို့သုံးပါတယ်။နောက်တစ်ခါကျတော့手续ဆိုတာကကြတော့process ပေါ့နော်လုပ်ငန်းစဉ်ပေါ့ကိစ္စဒီဆေးရုံတက်မယ်ဆိုလဲဆေးရုံတက်ဖို့လုပ်ရတဲ့လုပ်ငန်းစဉ်တွေအဲ့ဒါတွေကို老师တို့က手续လို့ခေါ်ပါတယ်နောက်တစ်ခါကျတော့吩咐ဆိုတာကကြတော့吩咐ဆိုတာက instruction မှာကြားတာပေါ့နော်吩咐ဆိုတာတော့တကယ်တော့မှာကြားတာပါပဲဟုတ်တယ်နောက်တစ်ခါကျတော့面色ဆိုတာကကြတော့မျက်နှာအနေထားပေါ့မျက်နှာအနေထားဆိုတာဟိုဒီအသားအရောင်ပေါ့နော်အဓိကပြောချင်တာအရောင်ပေါ့ set ပါရှိအောင်ဒါကြ颜色的 set ပါဖြစ်တဲ့အတွက်အရောင်ပေါ့နော်အဲ့တော့面色ဆို面色不好啊你看他的面色不太好发生了什么事呀အဲ့တော့မျက်နှာအရောင်တိတ်မကောင်းเนาะဘာဖြစ်ခဲ့လဲမသိဘူးအဲ့လိုမျိုးပြောတာပေါ့ဟုတ်ပြီအဲ့တော့老师ဒီ面色ကိုအောက်ကစလုံးနဲ့တွဲမှတ်ရင်ရပါတယ်苍白ဆိုတာကじゃဖြူဘက်ဖြူရောဖြစ်တာကိုပြောတာအဲ့တော့面色苍白ဆိုရင်မျက်နှာကဖြူဘက်ဖြူရောသွေးဆုပ်ပြီးဖြူရောနေတာကိုပြောတာပါနောက်တစ်ခါကျတော့四ဆိုတာက1 2 3 4နံပါတ်4支ဆိုတာကတော့ဒီလိုလက်တွေခြေထောက်တွေကိုခေါ်တာပေါ့နော်ဆိုတော့四支ဆိုလို့ရှိရင်လက်နေခြေထောက်တွေဒီလက်နှစ်ဖက်ခြေထောက်နှစ်ဖက်ပါတဲ့ခြေတွေလက်တွေအကုန်လုံးခေါ်တာပေါ့နော်ဟုတ်တယ်အဲ့ဆိုရင်老师တို့တစ်ခေါက်ပြန်ပြီးပြောကြမယ်ဟုတ်ပြီ指ကဘယ်လိုသုံးမလဲဆိုလို့ရှိရင်吐血不止လို့သုံးမယ်门诊ကကြတော့ဌာန胃穿孔ကအစာအိမ်ပေါက်တာ手术ကကြတော့ဗာလေခွဲစိတ်တာကိုပြောတာနောက်失去ပျောက်ဆုံးသွားတယ်ဆုံးရှုံးသွားတယ်危险အန္တရာယ်ရှိတယ်ကြည်တာအဲ့လိုဆိုမှတော့ပန့်ဆိုတာပြုတ်လုပ်တယ်转科လူနာကိုတနေရာကို transfer လုပ်တယ်ပြောင်းရွှေ့ပေးတယ်ပေါ့နော်နောက်手术ကကြတော့เนาะဒါကြတော့ဟိုလုပ်ငန်းစဉ်ကိုပြောတယ်吩咐ဆိုတာကကြတော့မှားကြားတယ်面色ဆိုတာကြတော့မျက်နှာအရောင်苍白ဆိုတာကဖြူဘက်ဖြူရောဖြစ်တယ်四肢ဆိုတာကြတော့လက်နှစ်ဖက်ခြေထောက်နှစ်ဖက်ကိုပြောတာဟုတ်ပြီနော်ဟုတ်ပြီဆိုတော့เราတစ်ခေါက်အစပြင်ပြရမယ်အတန်အတွက်ကြည့်ပဲ指门诊胃穿口手术失去危险既然办转科手续丰富面色苍白四肢好大家学会了吗